Dân lần nó không ạ ai lừa bên nó chỉ làm ở nhiều mấy ở gì còn bún quá là lệ ai dân đó sôi sẽ trong xí của nó bằng hóa cái xin chết tí rồi cái kia em nhận là thì hóa ye chỉ miêu ye hóa ye tuy sao đâu vậy xí hóa ye cái này hồ cô bên được không mà cái kia chơi được hóa ye cái yên chán đấy đấy anh làm hộp nó thì mà hóa ye cái đông đi nhiều xí đấy aku sáng này hà bộ aku sáng này hà chả rồi anh làm nhiều về tu ở dưới cái này mỗi đứa xuyên này anh lùi về tu hà hồiช้าหายจะว่าเยตีอ่ะที่ก็ว่าเยอจีมีဟုတ်တယ်ဒါပေမဲ့ว่าเยอจีมีဟုတ်ပေမဲ့အပြင်ကပို့တယ်ဒီကောင်ကျတော့ဒါပေမဲ့ဒီကောင်အရေးဓာတ်ပုံများခဲ့တယ်တခြားဝါပင်တွေဟိုမျိုး6ကုန်တာဒါမှဒီလိုမျိုးဒီမျိုးဝါပင်ကျတော့ဟိုမျိုးဖြစ်တယ်မ6ဘူး因为嘛讲步嘛呢下嘢တလီလီရပဲလေးလေးကြိုင်မသူရဲ့ဒီလေပတ်ကလေမသိဘူးနော်လေပတ်အရင်တင်းနေထီမျိုးမှာစိုးရင်နေကြရလေလည်းရှိတယ်မသိဘူးအဲ့ဒါလေသူတို့ကဒီပန်ဒါနီလေးတွေကတခြားကောင်နဲ့မတူဘူးအမွေးအရန်ထူတယ်အမွေးထူလေးကိုမှသူ့ရဲ့ဟိုအထေကသူ့ရဲ့အသားလေးတေးသေးလေးသူ့ရဲ့မှာကြည့်ကန်ကြည့်တာပေါ့နော်တေးသေးတယ်မှာဒီမှာကြည့်ဥမာကျိုးကအဲ့လိုမျိုးရှိတယ်အရန်ချောင်းတာကျိုးကသူ့ကိုယ်လုံးကတေးသေးအမွေးတွေနဲ့ဖုံးထားတာဒီမှာကုတ်လေလက်ကြီးဒီမှာလေကန်းနေရလေမျက်လုံးကဒီမှာလေးဒီလောက်အများရှိနေတဲ့ကိစ္စကြီးကိုလေအေးအရန်လန်လက်ကြီးရလေသူလျှောက်တွားမလားသူတွားတော့ကျွန်တော်နောက်ကနေဗီဒီယိုလိုက်ရိုက်တာမကြိုက်ဘူးသူကအဲ့ပြန်လေ့တော့คือဆိုပြီးလောက်တာသူကဝက်လောအတန်နဲ့လွတ်လပ်ပဲတချို့ကြတော့လက်ကီပပရေးတဲ့လက်ကီပပအိတ်တဲ့အချိန်မှာလက်ကီအိတ်ရထဲမှာအတူမခေါ်အိတ်ဘူးလားတဲ့ခေါ်အိတ်ချင်တာဗောဖက်ပြမတော့မှခေါ်အိတ်ချင်တာအဲ့တော့သူတို့ကဒီဟိုပန်ဒါနီလေးတွေကတခြားအကောင်နဲ့မတူနော်ဒီကြောင်ဒီခွေးဒီနွားရတော့မှလူနဲ့အိတ်လို့ရတယ်ကွာဒီကောင်တွေကမအိတ်ဘူးသူတို့ကလွတ်လပ်ပဲကြိုက်တာသူတို့ကြိုက်တယ်လို့ဆော့မယ်သူတို့အမျိုးတိတ်ဆိတ်တဲ့နေရာမှာပဲအိတ်တာဘလောက်ပဲယင်နေပါစေလူနဲ့အိတ်တဲ့အချင်းမရှိဘူးအထူးတစ်ဖြစ်ကဒီလက်ကီကြတော့သူကခြံပေါက်မဟုတ်တဲ့အခါကျတော့သူတော့မှမွေးတာလေတော့မှမွေးပြီးတော့သူမိခင်သူရဲ့မိခင်နှုတ်ကိုလည်းတောက်ခဲ့ပြီးပြီဆိုတော့သူကပူဆိုးတာအရန်ကြီးကျဉ်ကြတာမကြိုက်ဘူးသူက
အခုတောင်နည်းနည်းပွေးလို့ရပြီနော်အင်းတော့ဆိုပွေးဖို့မပြောနဲ့ကုတ်တယ်ပြည့်မျက်နှာမှာကြီးကုတ်တယ်လေပြင်းမှာကြီးကုတ်တာသူကအရန်ကြီးမွန်းတက်တာတွေမကြိုက်ဘူးတို့ကတခြားဟာနဲ့မတူဘူးတို့ကညင်ငယ်ကလေးကနေဒီကျွန်တော်လက်ထက်မှာပေါ့နော်ဒီလူတွေရဲ့လက်ထက်မှာမွေးတဲ့ပန်ဒါနေတွေအဲ့ဒီနှုတ်ဘူးနေကြီးပြင်းခဲ့တဲ့နော်နှုတ်ဘူးတိုက်ပြီးတော့မှကြီးပြင်းခဲ့တဲ့ပန်ဒါနေဆိုရင်ကတော့မပြောတတ်ဘူးတို့ကလူနဲ့အိမ်ပါဒါမဲ့လက်ကြီးတော့ပြောနေတယ်တော့ခြေတယ်သူကအခုဒီလိုဗီဒီယိုလိုက်ရဲ့ဒါမှကြားတဲ့အတိုင်းပဲနဲ့ကြိုက်ဘူးသူကဟိုနေ့ကဆိုရင်ကောင်းပါမှာအိုးလေမုန်တိုင်းပြောမလားကေးမိုးရွာတာလေတိုက်တာနဲ့အလားလေကတိုက်မိုးကရွာဒီအိုးတောင်ထီအဝေးကြီးထဲမှာဝယုံတော်ထဲမှာခေါ်သွားမယ်ဆိုရင်ကဒီမှာအလုတ်တစ်ဖက်နဲ့ဆိုတော့လေမခေါ်သွားဘူးအလုတ်တစ်ဖက်နဲ့ဆိုတော့အဲ့ဒီနီးတဲ့နေရာနဲ့သူ့ကိုလွတ်တယ်လွတ်ပြီးတော့မှသူ့ဒီမှာမိနစ်40တနိုင်လောက်လွတ်တယ်အစာကျွေးတယ်ပြီးရင်ကျွန်တော်ဟိုးမှာအခန်းထဲမှာပြန်သွားနည်းနည်းဆော့ပန်တီကျွေးပြီးမှဝါရွက်လေးတွေခုတ်ပြီးတော့မှဝါရွက်လေးခူးပြီးတော့သူ့ရဲ့လောင်အိမ်ထဲမှာပြန်ထည့်ထားပြီးတော့ပြန်တိတ်တာအဲ့လိုလုပ်သူ့ပြန်အိတ်ထားခိုင်းတယ်အဲ့လိုလုပ်ပါတယ်လက်ကြီးဆိုတဲ့ဟာလေးကိုရိုက်ပြပါလားဆိုတဲ့ comment တွေလည်းအများကြီးတွေ့မိတယ်ဖတ်မိတယ်ဟို Messenger မှာလည်းလာပြောကြလေနော်ဆော့တယ်အရင်ဆော့တယ်သူအခန်းထဲမှာလွတ်ထားပြီဆိုရင်ဟိုမှာကျွန်တော်တို့အဲ့မြေဥစားစီးတော့အဲ့ဒီရေကန်မတ်တဲ့ဟာစာရွက်တွေအကုန်ဖြဲပစ်တာသူကဘောပြန်နေဆိုအကုန်ကိုက်ပစ်တာအဲ့ဒီကဗီဒီယိုကောင်းကောင်းရိုက်ပေးမဲ့လူမရှိတဲ့အခါကျတော့မရိုက်လိုက်ရဘူးဟုတ်တာဆော့တယ်အမလေးဆော့တာတော့ပြောနေတယ်အမွေစိန်သူကအခန်းလုံးလိုက်မွေတာသူတိတ်တဲ့အချိန်ဆိုလို့သူအိတ်တဲ့မျက်လုံးမိတ်တဲ့အချိန်မှာပဲနားတာသူကအိတ်တဲ့အချိန်မှာတိတ်ဆဲနေရပဲအဲ့အချိန်မှာတော့လာမစားနဲ့တော့အိတ်တဲ့အချိန်မှာတွားဆိုင်ကတော့ဟာဒီကောင်ကတော့တွေ့တယ်နော်ဒီကောင်တီးလိုက်ရှာနေ